ဒါက Bella Sunflower Daily Body Lotion လေးပါရိုးရိုးခန္ဓာကိုယ်လိမ့်တဲ့ lotion မဟုတ်ဘဲနဲ့နေကာတဲ့အာနိသင်မှာထည့်ပေးထားတယ်အထူးသဖြင့်ဒီပစ္စည်းဟာ UVA UVB နေလောင်တန်ကာကွယ်မှုပါတယ်နေဘက်အပြင်သွားတဲ့ခါမျိုးမှာအရေပြားကိုနေလောင်တန်ကာကွယ်မှုကိုကာကွယ်ပေးပါတယ်ပြီးတော့သူ့ရဲ့နာမည်အတိုင်းပဲ Sunflower နေကြပိုင်းရဲ့အစီအနစ်တွေလည်းပါတယ်ဒါအပြင်မှာ for white skin လို့ရေးထားတဲ့အတွက်အသားရည်ကြည်လင်ဝင်းပါဖို့အတွက်ပါအားဖြည့်ပေးပါတယ်ပုံမှန်နေကာခရင်လိမ့်ရတာမကြိုက်တဲ့သူတွေအတွက်ပို့ပါပြီးနေတိုင်းတုံးလို့ရတဲ့ခန္ဓာကိုယ် lotion တစ်ခုနဲ့နေရောင်ကာကွယ်မှုကိုပါတစ်ခါတည်းပေါင်းစပ်ထားတာဖြစ်တဲ့အတွက်တော်တော်လေးအဆင်ပြေပါတယ်ဒီ lotion တစ်ဘူးရဲ့အလေးချိန်ဟာ200 gram ပါဒီနေလောင်ကားတဲ့အစွမ်းပါတဲ့ lotion တစ်ဘူးစောင့်ထားမယ်ဆိုရင်တော့နေရောင်တန်းကိုကြောက်ကြရမလို့တော့ပဲနဲ့အသားရည်ကိုထိမ့်သိမ့်နိုင်ပါလေဒီပစ္စည်းလေးနဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်ကျွန်တော်ကို comment မှာမှတ်ပြီးတော့မေးထားခဲ့နိုင်ပါတယ်ခင်ဗျာ